မင်္ဂလာပါခင်ဗျာကျွန်တော်တို့ပြင်ဦးလင်မြို့မှာရန်လာပပြီးတော့ဈေးနှုန်းရန်တင်ပြီးရန်တန်တဲ့ဟိုတယ်လေးတစ်လုံးရှိတယ်ဆိုတာအားလုံးသိကြပြီလားမသိဘူးခင်ဗျာဟိုတယ်လေးကတော့ရန်လာပပြီးတော့ကျွန်တော်တို့မသိရင်ကျွန်တော်တို့ဘန်ကောက်ရှင်းမိုင်ကိုရောက်သွားတဲ့အတိုင်းလေးဖြစ်သွားစေတဲ့ဟိုတယ်လေးဖြစ်ပါတယ်ခင်ဗျာဟိုတယ်လေးကလည်းအရန်တန်ရှင်းတက်ရက်ပြီးတော့ဝန်ဆောင်မှုလည်းအရန်ကောင်းပြီးတော့ကျွန်တော်တို့ပေးရတဲ့ဈေးကလုံးဝမတင်ထားတဲ့ဈေးနဲ့တဲခဲ့ရတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ရောက်ရှိနေတယ်ကျွန်တော်ပြင်ဦးလင်မြို့ကကျွန်တော်တို့ဟိုတယ်တစ်ခုလေးကိုကျွန်တော်ပြချင်တာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဟိုတယ်ဝင်လန်းဖြစ်ပါတယ်ခင်ဗျာဟိုတယ်ဝင်လိုက်တာနဲ့ကျွန်တော်ဘန်ဂလိုလေးနဲ့ကျွန်တော်ဓာတ်ပုံရိုက်စရာရှူကင်းနေနဲ့ကျွန်တော်တော်တော်လှပပါတယ်ဟိုတယ်လေးကလည်းကျွန်တော်တို့ပြင်ဦးလင်မြို့နဲ့ကျွန်တော်မနီးမဝေးလေးမှာကျွန်တော်တို့စောက်ထားတဲ့အတွက်ကျွန်တော်တော်တော်လေးကိုတွားလာတာလည်းဆင်ပြေတယ်ကျွန်တော်တို့တဲရတာလည်းကျွန်တော်တဘာဝရှူကင်းတွေကိုကျွန်တော်အပြည့်အဝခံစားရပါတယ်ဟိုတယ်လေးကတော့ကျွန်တော်တို့လို့ဒေါ်တော်တဘာဝချူကင်းတွေကိုအရန်ချင်းမြတ်နိုးတဲ့လူနောက်ပြီးကျွန်တော်မျိုးပြကိုနည်းလေးညင်းငွေလာတဲ့လူတွေတော့ကတော့တော်တော်လေးအတင်းတော်သုံးဖြစ်တဲ့ကျွန်တော်ဟိုတယ်လေးလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟိုတယ်ကလည်းကျွန်တော်တို့အကုန်လုံးကကျွန်တော် private လို့အကုန်လုံးအားလုံးတီးတီးတန်းတန်းနဲ့နေရာလေးဖြစ်ပါတယ်အဲကြတော့ကျွန်တော်တို့တော်တော်လေးကိုအဆင်ပြေခဲ့တယ်လို့ပြောရမယ်ခင်ဗျာဒါမျိုးလေးကိုကျွန်တော်ပြင်ဦးလင်မြို့မှာကျွန်တော်ပုံစံတူဟိုတယ်လေးကျွန်တော်လိုက်ပြီးကျွန်တော်လေ့လာကြည့်ပေးမယ်ဈေးနှုန်းကတော့အခုလက်ရှိကျွန်တော်တို့တဲတဲ့ဈေးနဲ့ကျွန်တော်3ဆ4ဆလောက်ပိုများတဲ့အထိကိုကျွန်တော်တို့ကွာခြားနေပါတယ်ခင်ဗျာကျွန်တော်တို့ဘန်ဂလိုတစ်ခုချင်းဒီပြိုင်မှာအပေါ်မှာလာတာဆောင်ပါတဲ့အတွက်ကျွန်တော်တို့တော်တော်လေးကိုစေပြေတယ်ဗျာတငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့ပြီးတော့ချက်ကီပဲဆွဲကျွန်တော်တို့အလွမ်းပဲဖြေမလားကတာပဲတီးမလားအေးစေးပဲအနားယူခြင်းတလားအားလုံးကိုဆင်ပြေတယ်ဗျာကျွန်တော်တို့ဒီဟိုတယ်မှာကျွန်တော်တို့တရားတဲ့အချိန်မှာကျွန်တော်တို့ကတော့ပြန်အားနာခဲ့ရတယ်ဗျာဟိုတယ်ပိုင်ရှင်ကြိုက်ကောကြိုက်ပါမလားတော့ကျွန်တော်ပြန်အားနာယူရတဲ့အဆင့်လောက်ဒီကိုကျွန်တော်တို့ပြည့်စုံခဲ့ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့အဲ့တဲ့ခိုင်းနဲ့ကျွန်တော်ထွက်လိုက်တော့အပြင်မှာကျွန်တော်မြင်ရတဲ့ view ကြီးဖြစ်ပါတယ်ကျွန်တော်တို့ခိုင်းရဲ့အပြင်မှာကျွန်တော်တို့တောင်တန်းတွေနဲ့တောင်ကုန်းတွေအများကြီးရှိတယ်လို့ကျွန်တော်တို့ရေကူးကန်လည်းကိုရဲ့ဘန်ဂလိုရှင်းမှာဆိုတော့အဆင်ပြေပါတယ်ခင်ဗျာဟိုတယ်ကြီးကလည်းကျွန်တော်တို့ညနေပိုင်းမှာကြီးမနက်ခင်းမှာကြီးအရန်ကြီးကိုလှပနေရဗျာလှပမှုရလည်းလုံးဝကြောက်စရာကြီးကျွန်တော်တို့ဟိုတယ်တိုင်းရဲ့ကျွန်တော်အတက်ဖြစ်တဲ့ကျွန်တော်ရေကူးကန်ကြီးကလည်းတခြားရေကူးကန်တွေမတူဘူးဗျာအရန်လှပတယ်ဗျာကျွန်တော်တောင်ကုန်းပေါ်မှာတည်ထားပြီးအောက်က view တွေအားလုံးရှုခင်းကိုကြည့်ရတယ်ဆိုတော့ပုံကြီးဗျာရမ်းမိုက်တယ်ကျွန်တော်ကတော့ရေကူးကန်ကျွန်တော်အရန်ကြီးလာတော့ကျွန်တော်မနက်ခင်းအစောကြီးကိုကျွန်တော်ရေထကူးပထားဗျာရေကူးကတော့လုံးဝရှယ်မိုက်တယ်တန်ရှင်းမှုကလည်းအရန်ကောင်းတယ်ဗျာကျွန်တော်ရေကူးရင်တဘာဝအစ်စ်ကြီးကိုကျွန်တော်မြင်ရတဲ့အရာတွေရလည်းလုံးဝကိုချဲကြီးကျွန်တော်ကတော့ရေကူးတော့ချိုင်းနေတဲ့လူဖြစ်တဲ့အတွက်ကြောင့်ရေကိုတော့ကျွန်တော်ရှယ်ကူးတယ်ဗျာကျွန်တော်ကူရတဲ့အရာတွေလည်းရမ်းကောင်းတော့ကြတော့နောက်ပြီးကျွန်တော်ဒီဟိုတယ်မှာကျွန်တော်ထူးခြားတာတော့ဗျာကျွန်တော်တို့ breakfast မနက်စာစားရတာဗျာကျွန်တော် view ကိုကြည့်ပြီးစားရတာဗျာတောတောင်တဘာဝအရန်လာတဲ့ရှူကင်းကိုကြည့်ပြီးကျွန်တော်တို့ကစားရတာဖြစ်တဲ့အတွက်လုံးဝချဲကြီးမိုက်တယ်ဗျာနောက်ပြီးကျွန်တော်ဒီဟိုတယ်မှာဒီလောက်ရန်လာပါတယ်ရန်တန်ရှင်းတဲ့ဝန်ဆောင်မှုကောင်းတဲ့ဟိုတယ်မှာကျွန်တော်တို့3ယောက်ခန်းတစ်ခန်းမှာကျွန်တော်တို့9000ခွဲချက်တယ်ပေးရတာဆိုကျွန်တော်တော်တော်လေးကိုအံ့ဩနေရဗျာနောက်ပြီး breakfast ကလည်းပါသေးတယ်ဗျာဒီလိုဆက်ဆက်ရရပြည်စုံတဲ့ဟိုတယ်ကြီးမှာကျွန်တော်တို့3ယောက်ခန်းတစ်ခန်းမှာ9000ခွဲချက်ဆိုလို့ဗျာကျွန်တော်တို့အရန်အံ့ဩသွားတယ်ဗျာရှခုဟိုတယ်လေးကတော့ကျွန်တော်ကြိုက်ဆုံးတဲ့ဟိုတယ်လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပေးရတဲ့ဈေးကတော့ကျွန်တော် view မှာတော့ဓာတ်ပုံရိုက်လာတာနဲ့ကိုကျွန်တော်တန်းပါတယ်ခင်ဗျာကျွန်တော်အခုပြထားတဲ့ဟိုတယ်လေးကတော့ကျွန်တော်ဒီဇင်ဘာရှန်ကျော်လေးမှာရှိတဲ့ကျွန်တော်တို့ Eternal Glory Restaurant ဖြစ်ပါတယ်ခင်ဗျာဒီဟိုတယ်လေးကတော့ကျွန်တော်တဲခဲ့ဘူးတဲ့ထဲမှာကျွန်တော်တို့စိတ်ကျဉ်နှံမှုအရှိဆုံးဟိုတယ်လေးတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ကတော့စိတ်ကျဉ်နှံမှုပြီးွားရခဲ့ပါတယ်ဒါကြောင့်ဒီဟိုတယ်လေးကိုကျွန်တော်ကတော့ကောင်းတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ